ညာရောက်ရင်ဘသူကိုလွှဲရမယ်လဲသိလာတဲ့တစ်ဖက်တည်းချရတဲ့မင်းကိုပေါ်ခံစားမှုတရားဘသူကြောင့်လဲမင်းရဲ့တစ်ဖက်တည်းချရတဲ့မင်းကြောင့်ဖြစ်တည်လာပါတယ်ကဲတော့လွှဲရင်လွှဲနေချောင်းချင်းချစ်တဲ့ချောင်းပြောခွင့်မရှိတဲ့လူသားဘဝင်တဲ့သူမဟုတ်ခဲ့လို့ဘာမချောအောင်နေတဲ့စီဆိုတာကလေးတောင်းမြင်နေမြည်တစ်ခုလို့ခံစားမှုတွေကိုမျိုးသိနေချီခွေလောင်းတဲ့တော့သိနှလုံးသားလေးနဲ့ပဲချင်းကိုတိမ်လေဘယ်သူမှမတတ်ပြီးတော့ဖြစ်လာစရာအကြောင်းမရှိတော့စီနေတာကိုချောင်းပြီးချစ်နေရတယ်လို့ရှော့ချလို့မရတဲ့အချစ်တွေနဲ့ခံစားရတာတွေကအထားအသို့မမဲနဲ့ဒီလူကိုဝါမျိုးဆိုထိန်မိတာပါကိုကြောင့်စမပြေတဲ့လိုမျိုးကိုကြောင့်နောက်ဆက်ဖြစ်နေတဲ့လိုမျိုးမလိုလားတာမပဲလို့ဘယ်လိုစကားတဲ့မျိုးမဆိုမြတ်တန်လေးဆိုငါချချင်နေမိရဲ့ဝေးတနည်းအားမငါနေပြီးအချစ်ရဲ့မပြီးဆုံးမှုနဲ့မပြောတဲ့လိုဆိုထိတ်မိတာပါကိုကြောင့်စမပြေတဲ့လိုမျိုးကိုကြောင့်နောက်ဆက်ဖြစ်နေတဲ့လိုမျိုးမလိုလားတာမပဲလို့ဘယ်လိုစကားတဲ့မျိုးမဆိုမေတ္တာလေးဆိုအချချင်နေမိရဲ့ဝေးတနေ့အမှငါနေပြီးအချစ်ရဲ့မပြီးဆုံးမှုတွေနဲ့မပြောသလိုနေဒါတလုံးနဲ့စင်ကြခဲ့ပေမဲ့အချစ်မိဖို့ကိုတော့ပြည့်ရှိတယ်လို့မခံစားရဒါကြောင့်ကိုယ်နဲ့လေဒါစီမြပိတ်တယ်လို့လဲများတဲ့အခါအစင်မြဲရင်ထဲလဲမင်းမမင်းပဲလို့